ခရိယန်ဖြစ်ပြီးဖခင်စကားကိုမယုံလို့မရဘူး 如果你真的没有办法不相信神的话， ကျွန်တော်အားပေးရှင်တယ် 我想要鼓 ဒီ 励 ဖခင် 大 စကား 家， ကိုယုံတတ်သွားရင် 如果你会信靠神的话的 ဖ 时 ခင် 候， စကားကိုစိတ်ချတတ်သွားရင် 如果你对神的话放心的 ဒီ 时候， 2025မှာ 2025年， သင်ရဲ့ပိတ်နေတဲ့တကားတွေအကုန်ပြန်ဖွင့်လိုက်မယ် 你所有的关闭的门都要打开。 ဟာလေလုယာ 阿门，阿门，哈利路亚！ ကျွန်တော်အာမခံရတဲ့ 我敢保证， ဘယ်အချိန်တွေဘလောက်ပဲစိုးပါစေ 不管环境有多坏， ဖခင်စကားပေါ်ယက်တည်တတ်တဲ့လူက 如果你学会在神的话 အ 语 မြဲ 站立 တ 的 မ်းအောင် 话， မြင်တဲ့သူဖြစ်တယ် 你是永远得胜的人。 ဟာလေလုယာ 阿门，办法让你 ဖခင် 得 စ 胜的。 ကားကိုယုံတဲ့သူတွေပဲလောကကိုအောင်တဲ့သူတွေဖြစ်လာတာ 你能得胜，是因为你相信神的话。 ဒါခရိယန်တွေဖခင်စကားကိုမယုံတဲ့ခရိယန်တွေကလုံးဝလောကကြီးမှာဆုံးရှုံးနေတယ် 所以你不相信神的话的人，在世上都是失败的人。 ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ဘက်ကိုပြန်သွားရအောင် 所以我们今天要回到神的话语的里 အာ 面。 ဒံကိုကြည့် 我们来看亚 ဖခင် 当 စ，ကားကိုမယုံလို့ဆုံးရှုံးခဲ့ပြီ 他就是不相信神的话，才会得到就是失败的里面。 လောကကြီးတစ်ခုလုံးဆုံးရှုံးသွားပြီ 他整个世界，整个这个世界都失去了。 ဒါပေမဲ့ဖခင်သခင်က 但是我们的天父 ယေရှုအားဖြင့် 因着耶稣 ဒီလောကကိုပြန်ခဲ့တင်တယ် 有把这个整个世 အာ 界 ဒံအားဖြ 夺 င့် 回 ဆုံး 来 ရှုံးသွားတဲ့လောကကြီးကိုယေရှုအားဖြင့်ပြန်လဲခဲ့တင်တယ် 因为亚当而失去的这个世上的所有的一切，因着耶稣全部夺回来 လော 了。 ကကိုကြွလာတဲ့ယေရှုလေ 来到世上的是耶稣， စာတန်ကလာနောက်ဆက်သေးတာပဲ 那个撒旦也来搅乱他。 အရန်ပိုက်စားနေတဲ့ယေရှု 哇，肚子很饿的耶稣， ကြောက်ခဲကိုမုတ်ဖြစ်အောင်ဟာလာအမိန့်ပေးလိုက်စမ်းပါတယ် 他就跟他耶稣讲说：“你把那个石头变成食物。 ဒါနဲ့ယေရှုကအာဒံလို့မဟုတ်ဘူးလေ” 但耶稣不像亚当一样， စာတန်စကားကိုနားမထောင်ဘူးလေ 他是完全不听 စာ 撒 တန် 旦 စကားကို 的 မ 话， ယုံဘူးလေ 他根本不相信撒 ဒါ 旦 နဲ့ယေရှု 的 က 话。 ပြောလိုက်တယ် 所以耶稣就跟他讲说：“人呢， မုတ်အဖြစ်အသက်ရှင်တာမဟုတ်ဘူး 人活着不单是靠食 ဖ 物， ယားမိန်တော်မူသောစကားအဖြစ်အသက်ရှင်တာ 乃是靠着神的话语而活。 အဲ့ဒီယေရှုပဲလောကကိုအောင်တာလေ 只有耶稣可以得胜的。 ဘယ်လိုခြေနေပဲမကောင်းပါစေ 不管我们的世界这个如何， ဘယ်လိုခြေနေပဲဆိုးရွားနေပါစေ 不管我们的环境有多么的严重 ဖ，ယားစကားကိုယုံတဲ့သူက 只要相信神的话 ဘ 的 ယ်နို 人， င်ငံရောက်ရောက် 不管你到哪 ဘ 一 ယ် 个 နေ 国 ရာမှာ 家， ရောက်ရောက် 不管你在哪一个 ဘ 地 ယ်တော့ 方， မှမဆုံးရှုံးစေရဘူး 绝对不会让你失败的， အမြဲတမ်းဖယားကောင်းချီးပေးတယ်ဖယားဖြစ်တယ် 是神。